Land Rover Service Center ပေါ့နော်မြန်မာရန်ကုန်မှာရှိတာအခုသွားနေပါတယ်မင်္ဂလာပါနာမည်မတ်တီနာလို့ခေါ်ပါတယ်အမက Range Rover Sport Autobiography နဲ့ Land Rover Defender နှစ်စီးဝယ်ထားပါတယ်ဒီ showroom ကပဲဝယ်တာပါအခုကအမက Jaguar Land Rover Service Center ပေါ့နော်မြန်မာရန်ကုန်မှာရှိတာအခုသွားနေပါတယ်အမကဒီအခုရန်ကုန်မှာဆိုရင်တော့ဒီ Range Rover ကိုစီးတာပေါ့နော်တချလိတ်မှာဆိုရင်တော့အမ Defender စီးတယ်အခုရန်ကုန်ရောက်တဲ့အချိန်မှာအမရဲ့ Range Rover ကပေါ့နော် service ပို့အချိန်ရောက်တာနဲ့ကွက်တီပဲဆိုတော့အမservice ပို့မှာဖြစ်ပါတယ်ခရီးတွေတွားတာများတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးကားဝယ်ထားတာဖြစ်ပါတယ်စီးဖြစ်တာတော့ပေါ့နော်အဓိကကတော့အမကမြို့ထဲမှာရန်ကုန်မြို့ထဲမှာတိတ်မနေတော့ပုံမှန်ဆိုလို့ရှိရင်လည်းခရီးတစ်ချိန်လုံးထွက်နေတဲ့အတွက်ကြောင့်မလို့ဒီကားကခရီးထွက်တာများတယ်ပေါ့ကားမှာဖြစ်တဲ့ပြဿနာပြောမယ်ဆိုတော့ချွေထူးတော့မရှိဘူးဒါပေမဲ့ဟိုပါပေါ့နော်အမကခီးသွားတာအရင်များတော့ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့လိုလမ်းမှာတခုခုပြဿနာဖြစ်တဲ့ခါကြလို့ရှိရင်စိတ်ချအောင်လို့ဆိုပြီးတော့ဒီမှာလာတာများတယ်ပြီးတော့အဓိကကအမကနေမှနေတာဆိုတော့ကြောင့်မလို့ကားကိုဒီမှာရန်ကုန်မှာရက်ထားခဲ့ရတယ်ပေါ့နော်အဲ့လိုရက်ထားတဲ့အချိန်ကြလို့ရှိရင်တော့ဘာဖြစ်လဲဆိုတော့ရာသီဥတုနဲ့အဲ့လိုမျိုးကြမှာကားရဲ့ထဲထဲကလေသာမှုတွေတက်တယ်မှုတက်တော့အမအဲ့လို sinus ရှိရအဲ့လိုထိတ်ကနာရှိတဲ့ကြောင့်မလို့အဲ့လို allergy နေနဲ့အရန်အဲ့ဒါအမအတွက်ကအရန်ဟိုပေါ့နော်ဟိုဘာဖြစ်လဲဆိုတော့ဒီ safe မှာဆိုလို့ရှိရင်ဘယ်လိုခေါ်မလဲ service ကိုလာတဲ့ခါကျရင်သူကပိုးသက်ပေးတယ်တေချာဆေးပေးတယ်အဲ့ဒါကြောင့်မလို့ဒီကိုလာဖြစ်တယ်ပေါ့နော်တခြားအဲ့လိုကားရဲ့ engine ဘိုင်းနဲ့ပတ်သက်တာပါညာတော့အဲ့လိုအရင်ပြဿနာတစ်ခါမှတော့အဲ့လိုမရှိပါဘူးအခုဒီကိုလာရဲဆိုတာလည်းအမရဲ့အဲ့လိုပေါ့ annual check up ပေါ့နော်အဲ့လိုတစ်နှစ်တစ်ချိန်အမကားကို service လုပ်တဲ့အချိန်နဲ့ရောက်တဲ့ချိန်မှာအမလာဖြစ်တာဖြစ်ပါတယ်နေ့လည်စာရောက်လာပြီပဲအဆင်ပြေပြီးမှစားရမယ်ဒီ JLR ရဲ့ပေါ့နော် service ကိုအစံ base နာလေးတစ်ခုရှိတယ်အဲ့ဒါတော့အမကပေါ့နော် Defender ကတချလိတ်မှာထားတာအဲ့တော့ service လုပ်မယ်ဆိုလို့ရှိရင်အမဒီကိုမပို့နိုင်လို့ကြောင့်မလို့ပေါ့နော်ဒီကနေပြီးတော့ဟို technician တွေလွတ်ပေးတဲ့အချိန်မှာအမကကြိုပြီးတော့ appointment ယူရတယ်အဲ့ဟာနည်းနည်းလေးအချိန်ကြာစောင့်ရတယ်ပေါ့နော်အဲ့တော့အမဖြစ်စေချင်တာပေါ့နော်ဒီစလိတ်မှာလည်းအဲ့လိုလာပြီး service center လေးလာပြီးတော့ဖွင့်စေချင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းတကယ်လို့မဖြစ်မယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးချက်ချင်းမဖွင့်နိုင်တော့မှာပေါ့နော် technician တွေကိုဟိုအရင်အချိန်ကြာမလို့ပဲနဲ့မြန်လေးလွတ်ပေးဖို့ပေါ့နော်အဲ့ဒါရဲ့ပြီးလို့ရှိရင်အဲ့လိုကားရဲ့အဲ့လို parts တွေကိုပေါ့ instruct ကိုမြန်လေးရှိစေချင်တယ်အဲ့ဒါပါပဲဟုတ်ကျေးဇူးပါJLR မြန်မာရဲ့ service မှာပေါ့နော်လာပြီးတော့လုပ်ရတဲ့ service လုပ်ရတဲ့အားသာချက်ကဘာလဲဆိုလို့ရှိရင်စောင့်ဆိုင်းရတာ comfort ပြန်ဖြစ်ပါတယ် official authorized dealership ဖြစ်တယ် official diagnostic software တွေကိုသုံးတဲ့အတွက်ကြောင့်မလို့တိကျသေးချတယ် general parts တွေကိုအလွယ်တကူရတယ် latest software တွေကို update လုပ်ရတာလည်းလွယ်တယ်ပြီးတော့အမကားရဲ့အဲ့လို service history တွေကိုလည်းသူက record လုပ်ပြီးတင်ထားပေးတယ်အမဒီမှာဘာလို့ service လာလုပ်ဖြစ်လဲဆိုလို့ရှိရင်သူကအမြဲတမ်းပေါ့နော်အမကအဲ့လိုတိတ်ပြီးတော့ဘာမှတိတ်မှတ်ထားတဲ့လေ့ကျင့်မရှိတော့ဒီမှာဆိုစိတ်ချရတာက तू อ่ะပေါ့နော် service လုပ်ဖို့အချိန်တန်ပြီဆိုလို့ရှိရင်အမအဲ့လို follow up လုပ်ဖို့အတွက်ကိုအမြဲတမ်း तू service call လေးအဲ့လိုဖုန်းဆက်ပြီးတော့ तू ပြောပေးတယ်အမကပေါ့နော် remind လုပ်ပေးတယ်အဲ့ဒါကြောင့်အမသဘောကျတယ်ပြီးတော့နောက်တစ်ခုကအမဟိုပါပေါ့နော်
နောက်ကားတစ်စီးကတစ်ချလိတ်မှာထားတာတစ်ချလိတ်မှာထားတဲ့အတွက်ကြောင့်မလို့ဒီမှာကို service ကိုမပို့နိုင်တဲ့ကြောင့်မလို့ဒီကနေပြီးတော့တကယ် technician တွေကနေပြီးတော့တိတဲ့နားလဲတဲ့လူကိုယ်တိုင်ကတစ်ချလိတ်ထိလာပြီးတော့အမကကို service လုပ်ပေးတယ်တခြားနေရာတွေကိုအမအပြင်မှာပေါ့နော်အပြင်ကိုသွားပို့ရဲဆိုလို့ရှိရင်အမအတွက်ကတိတ်စိတ်မချရအောင်ဒီမှာကြောက်ဘယ်လိုဖြစ်လဲဆိုရင်ကိုကဒီမှာပဲဝယ်ထားတဲ့အတွက်ကြောင့်မလို့ဟိုဟာလေးဘယ်လိုခေါ်မလဲဟိုအိမ်လို it feel like home လေအိမ်လိုဖြစ်နေရကွာစိတ်ချရတယ်ယုံကြည်ရတယ်ပြီးတော့အဲ့ဒါအပြင်ကိုအမကအမြဲတမ်းခရီးသွားနေတဲ့လူဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီကားကိုလည်းခရီးသွားခါနီးဆိုအမြဲတမ်းအမဒီမှာလာပြီးတော့ check up လုပ်တယ်ဆိုလို့ရှိရင်လမ်းပေါ်မှာအမကခရီးလမ်းပေါ်ပေါ့နော်ဘယ်လိုခေါ်မလဲစိတ်ချလက်ချနဲ့အမသွားနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်လို့အမဒီ service ကိုရွေးချယ်ဖြစ်ပါတယ်